ကြံပါလို့ပုံတယ် ပြောတာက20ရက်နေ့ကထဲမှာရမယ်ထဲတယ် ဖတ်ဝါနေပြောဒီမှာဖတ်ထုတ်လုပ်ပြီးမယ်လို့ပြောတာဒီနေ့ဖတ်ထုတ်လုပ်ပြီးမှဖြစ်ပါလေ ဘုရားနဲ့အခန်းနဲ့ ဒါပေမဲ့ဖတ်စုမှာကြတော့ဒီမှာဘယ်လိုမျိုးလဲဆိုတော့ဖတ်ထုမှာကြတော့မောက်ဆမ်ပါမလဲဖတ်ထုမှာကြကျမဘလမ်းမတဲ့ကောင်အတော့ရရပါတယ်နောက်ပြီး stationery ရလည်းအကောင်အသက်လေးပါပြောစရာလည်းဆရာပါနော်ခုနကအောက်ကြပတ်ကြောင်လာနော် sorry ကျမလေးအဲ့ဒါပဲကျမတို့ရောက်ပြီးလဲကျမပြိတ္တတယောက်ပေါ့နော်ကျမပြီးလိုက်ရတာပြိတ္တတော့မဟုတ်တငယ်ချင်းပေါ့အဲ့ပြီးလိုက်ရလို့ပေါ့နော်အဲ့ကျမလုပ်ဖြစ်တယ်ပေါ့ဒီနေ့မလုပ်တော့ဘူးပေါ့နော်တခြားရလုပ်မယ်ပေါ့နော်ကျမလေးကုံထဲမှာ secret လုပ်ချင်တာဘာမှမလုပ်ကြဘူးနော်ဒီကကျမပြတယ် stamp လေးတော့ stamp good ကျမပြတယ် တော်ပြီလားတာလေ ပလိုက် so အေးမစားရနဲ့တော် ခဏအောက်ပဆောင်ပါနော် လာလာ ကျမပြောမယ်ကျမမောင်နဲ့အဲ့တိုင်းပဲကျမမောင်နဲ့အဲ့တိုင်းပဲနော် ဟုတ်တယ်ခလေးကိုတော်ပြီနော်ဝိုင်းနော် လုပ်မယ် လမ်းလျှောက်တော့ခလေး နော်ဒီနေ့ပြီးကျမလည်းလုပ်စမယ်နော်ပြမယ်ညင်ဟိုက်တယ်အဲ့ဒါနောက်တစ်ခုပြမယ်နောက်တစ်ခုတည့်ရတိုင်းမှာခက်ပြပေါ့ဒီမှာ name ကလေးတော့ free ရဒါလည်း free ပဲဘာမှမလုပ်ရဘူးဒါလည်း free ပဲတိတိဟလေဒါ free ပဲဒါလည်း free ပဲ ဒါလေးခလေး နောက်ပြီးရင်ကျမကြိုက်တဲ့ဘာတော့နော်ကြည့်လိုက်တစ်ချက်ရှိုးလိုက်ပါတစ်ချက်ရှိုးလိုက်ပါကျမကြိုက်တဲ့ကောင်ဒီမှာကြည့်နော်ဟိုက်မိုက်တယ်မကြိုက်တဲ့ဟာလေးကျမဒီနေ့တော့လူချင်းတာပဲဒါပေမဲ့ကျမမများခဲ့ဘူးကျမဘယ်လောက်ကြိုးစားပြီလဲနောက်ဆုံးမရပါတော့6နှစ်မှရတာတနေ့နဲ့6နှစ်နဲ့ဘယ်လောက်กว่าလဲ9နှစ်ကပဲโอเคရတယ် blind vote တွေဖောက်ပါမယ်ကမြာနောက်စတိကာရှိသေးရဲ့စနေကကွန်ပျူတာလိုက်ကလပ်တာကပ်ပြီး blind vote တွေဖောက်ပါမယ်ကမြာဒီလိုမျိုးလောင်းတော့လေဖောက်မယ်နင်းရလို့မလို့ကြအောင်နင်းရတော့ဟာစစမနဲ့လုံးလိုက်ရတာခံမကောင်းအားပြရတာနဲ့ချို့ရนี่ยังวายีนี่ล่ะวาจะมาเอ๊ะข้างหน้าตัวนี้ดูถ้าถูกเลยผิดอ่ะ တော့တင်လာမှာလို့ပြောอ่ะနာမည်ကြားမကနာပါဘူး ทำมาจริงๆมั้ยยิงใช่ล่ะตีရင်လည်းကိုမမမန်းခဲ့ကြပါလို့ဒီမှာဒါကြီးခံမှန်းကြည့်နေပါကြီးလေခြေောက်ကတစ်ချောင်းပဲပါတာ နေနေ နောက်ပြီးဖလက်ကလည်းကြီးတယ် ပြောတော့တင်ငန်း ဟိုကအမီး ဒီကဘာကြီးလဲအရင်တော့ နောက်ပြီးပါကြီး ဘာကြီးလဲလား ဟဲလီလာရီယာရောဇောင်းဒီမှာ secret ကြီးလာတာဒီမှာဘာလို့နာကိုချင်းချင်းလို့ချင်တာ သူတို့ပြောအရင်တော့မဲလီယာပေါ့ပြန်ထလာအောင်မယ် မဲလီယာဆန်နေလို့လုပ်တဲ့ဟာ မတော့မလို့တယ်မို့နော် မဲလီယာတော့ဘာကြီးပြောလဲဆိုအိမ်ဒီနာ လမ်းကျန်တဲ့ဟာရသွားတယ်ဟေး မင်းတရားသူကြီးတဲ့တရားလို့ပြောတာ ဒီကောင်မှာဖောက်မယ် အော်တ တ ရား ယ် သူ တော့ က လို့ထင်တယ် တခြားကဟာပါဒီကားကြီးအဲ့လိုဖြစ် ခံမှန်းကြည့်မယ်ဒါပေမဲ့ခံမှန်းကြည့်မယ်လား
ဝကြီးပါလို့မလေးဖေးတော့နော်ငိမ့်ငိမ့်နေငိမ့်ငိမ့်နေငူကျလိုက်ပြီဒီရပါမယ်နော်တမန်ထားဒါဘလောက်လဲသိလားတောင်းခွဲဒီတောင်းခွဲလေးကိုမြောက်တမန်ကြိုက်တာ ပိတ်ခါပေးရမှာ ထားလိုက်မယ်အဲ့တူတူချက်ထားပေါ့နော်ဟုတ်တယ်ပေါ့ အဲ့ရှိတဲ့ဒီနေ့ အဲ့ဟာပါတယ်ဒါပေမဲ့ကျွန်မထုတ်ပြအဲ့ကျွန်မ screamer လာနေတယ်နေတယ် ဘူးပဲ တက်တယ်မတက်နေစီးလို့တက်တယ် နောက်တစ်ခုဖောက်မယ်နော်ကျွန်မဒီတန်းကျူရဲ့ဘယ်ဟာလို့ကျွန်မလဲဆိုတော့ကျွန်မဒါလေးလို့ကျွန်မကြည့်ထားလို့ကျွန်တော် secret လည်းလို့ကျင်တယ်ပေါ့ secret မှာဟိုအဖြူကမိုင်းလို့ကျင်တယ်အဖြူကမိုင်းတော့လေမကြိုက်မလီအဖြူကမကြိုက်ဒါနဲ့လေ secret ပဲကြိုက်တာ secret မှာဘာကြောင့်ရှိလဲမှာမတည့်ရတိုင်း တော့အေးဒါလည်းမပြီးတဲ့ ဟာဖြူအောင်မိုင်းမကြိုက်ပါဘူးဆိုနေကျမတဲ့ဟာကျမဒါလေးကြိုက်တာ ရတယ်ရတယ် ရောလစ်လိုက်တော့ကောင်းနေဟုတ်တော့ဒါဖောက် ပါမှုလေတမီးဘာမှမဟုတ်အဲ့ဒါ ဒါကတော့အနောက်မှာကြည့်ရတာရောင်းချရတာပေါ့ကျမကတော့ဘာလေးနဲ့ရောင်းချရမယ်တော့မသိဒီမှာပြထားပါ ငါဖဲကိုအရင်ဆိုတယ် ညနောင်လေးကျမ နောက်တစ်ခါမြေပိုင်းကြော်တယ် အယောင်ကတော့မချေကြပါ အဲ့ ဘူး ဒါဟန်ဒီလေးကြော်တယ်အစီအလေးလေးကြော်တော့ကြွရောက်မှာပေါ့ဆောင်းဆောင်ရမှာဒါနဲ့အဲ့ဒါ မိုက်တော့ အဲ့ဒါကတည်းကဘဘီသမင်းရောင်းလာလေမနေ့သမင်းညမော ကျမဘာလေး အဲ့ဒါအဲ့စီရပေါင်းတော့ ပူခေလေးကောင်းလိုက်တာလက်စုပ်တာဟေး ကျုပ်ရှိတယ် ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲ။ဘာဖြစ်လို့လဲဆိုတော့ဒီမှာမကြိုက်တဲ့ဟာလေးပဲပါတော့ live ပေါက်ထဲမှာ secret ဆို ဘူးမနဲ့ထားဘူးလို့ပြော ဒီပိုင်းဒီတော့ဟာအလန်းပြန်နေ ဒါရဲ့ တယ်ပိတ် ဒီတော့ဟာရဲ့ မနဲ့ထားပြီးတော့ပြောပဲပေါ့လေ အမြင်ထားရဲ့ဒါလည်း secret ပေါက်တာပါ ငါတို့ကတော့တော့ငါကို ဒါလည်း secret ပါခုနပြောက်ပါရတယ်လေ ဒီမဲ့ ဒါလည်း secret ပါဒါလည်း secret ပါအကောင် secret အမှန်ကြမ်းမကြောက် ရှင်းတော့ကပြန်တော့ရောပါမယ် နောက်နေ့တိုင်းဖောက်ပြမယ်နော်မကြိုက်တာဆိုရင်လောဝါမဖောက်တော့ဘူးနော်ဒီတူကောင်လည်းဖြတ်လိုက်တော့မှာနော် ဒီပိုင်းအပလာတော့ငါတို့ကြားနဲ့တိုက်တော့မစား အဲ့ဒါဒီနေ့ဗီဒီယိုလိုက်တော့ပါနော်